မင်္ဂလာပါမင်္ဂလာရှိသောနေ့လေးပါဒီနေ့က15ရက်6လ2026တနင်္လာနေ့ဖြစ်ပါတယ်ဆရာမရဲ့ဂျွန်လအတွက်မေတ္တာလက်ဆောင်အဟောတွေအနက်ကဒုတိယအသုတ်15ရောက်ကိုဆက်ပြီးဟောပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဇာတာနံပါတ်လေးတွေမရသေးတဲ့သူတွေကလည်းစောင့်ဆိုင်ပေးပါမိမိတို့ပို့ထားတာစီကံချက်နဲ့အလုံးစုံပြည့်စုံနေတဲ့ဆိုရင်ဇာတာနံပါတ်တွေရောက်လာမှာပဲဖြစ်ပါတယ်เนาะဟုတ်ပါပြီဆရာမစပြီးတော့ဇာတာလေးတွေကိုဟောပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ပထမဦးဆုံးဇာတာနံပါတ်6 3ညခွန်ကိုဟောပေးမှာပါရှင်ဇာတာနံပါတ်6 3ညခွန်ကအမျိုးသမီးတဦးရဲ့ဇာတာဖြစ်ပါတယ်နော်ဇာတာကိုမိမိမှာရထားတဲ့ဇာတာနံပါတ်နဲ့တိုက်ပြီးနားထောင်ပေးပါနော်အခုဒီဇာတာရှင်ကိုစပြီးတော့ဟောပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဇာတာရှင်ကလက်ကမိန်လက်ပိုင်ရှင်ဖြစ်ပါတယ်တနင်္လာကြိုကလည်းမိန်ရာသီမှာပဲရှိနေလို့မိန်ဆန်းပိုင်ရှင်ဖြစ်ပါတယ်ရှင်နော်အဲ့တော့တနင်္ဂနွေကြိုကြီးကကုံရာသီမှာရက်တည်နေခြင်းမွေးဖွားခဲ့လို့နော်ကုံရာသီဘွားလို့မှတ်သားရမှာဖြစ်ပါတယ်အဲ့တော့ဇာတာမှာအင်အားကြီးမားပြီးဇာတာရှင်အတွက်ဆိုချိုဒုဋ္ဌာဏအ ਨੇ ဆုံးနဲ့ဇာတာရှင်ကိုကောင်းကျိုးအင်အားအပြည့်အဝပေးနိုင်တယ်လို့ဖော်ပြတဲ့ဂျိုကဗုဒ္ဓဟူးဂျိုကြီးဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဟူးဂျိုကြီးဆိုတဲ့အစိမ်းရောင်ဟာအကျိုးပေးအယောင်ဖြစ်ပြီးကြောက်မြက်အနေနဲ့တော့ဗုဒ္ဓကျိုကြီးဆိုတဲ့ကြောက်စိမ့်သို့မဟုတ်မြကြောက်မြက်ယတနာတွေကဇာတာရှင်တွေအကောင်းဆုံးအဆောင်ကြောက်မြက်ဖြစ်ပါတယ်ဇာတာရှင်အခုဖြတ်တန်းနေတဲ့အကျိုးပေးကာလကြီးကအင်္ဂါထူလဗုဒ္ဓဖူဗုဒ္ဓဟူးကျိုကြီးရဲ့အန္ဒရဓာတာတွေကိုရောက်ရှိနေခြင်းဖြစ်ပါတယ်အဲ့တော့ဇာတာရှင်သိလို့မေးထားတာကဒီနှစ်အတွင်းအိမ်ရောင်းထွက်နိုင်မလားလို့မေးထားတာပါအိမ်ရောင်းမှုဆိုတာအဲ့ဒီအိမ်ကနေငွေချေးအဖြစ်ပြောင်းလဲနိုင်တဲ့ကံတရားရှိမရှိပါဒါဆိုရင်ထူလအင်္ဂါကြိုကြီးကနေစကြည့်ပါမယ်အင်္ဂါကြိုကြီးဟာလက်ရဲ့10ဓာတ်မှာရက်တည်နေတဲ့2ဓာတ်ကိုရန်သခင်ဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့ပိုင်ဆိုင်ရာဥစ္စာပစ္စည်းတွေနဲ့ပတ်သက်တဲ့အပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ထူလတသာကာလလို့ဖော်ပြပါတယ်အဲ့ဒီကနေဗုဒ္ဓဟူးချိုကြီးရဲ့ကာလကိုဆက်ကြည့်ပါမယ်ဗုဒ္ဓဟူးချိုကြီးကတော့အိမ်ယာပိုင်ဆိုင်မှုတွေကိုဖော်ပြတဲ့လေးတန်းသခင်ဖြစ်ပြီးငွေကြေးအဖြစ်ပြောင်းလဲရယူနိုင်တဲ့17ထပ်မှာယက်တည်ထားပါတယ်ဒါကြောင့်ဒီဗုဒ္ဓဟူးချိုကြီးရဲ့ကာလတသာဖြစ်တဲ့တက္ကရာ2026ဩဂတ်လမကြော်ခင်မှာပဲအိမ်အယောင်းအဝယ်ဖြစ်စေနိုင်တယ်လို့ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်ရှင်နောက်ဒုတိယဇာတာကတော့ဇာတာနံပါတ်6 3ည8ဖြစ်ပါတယ်နော်ဇာတာနံပါတ်6 3ည8အမျိုးသမီးတူဦးရဲ့ဇာတာပဲဖြစ်ပါတယ်ရှင်ဒီဇာတာမှာလက်ကတူလက်ပိုင်ရှင်ဖြစ်ပြီးတနင်္လာကျိုကံရာသီမှာယက်တီတာချိန်မွေးဖွားခဲ့လို့ကံဆန်းဖြစ်ပါတယ်နောက်တနင်္ဂနွေကျိုဓနုရာသီမှာတည်ရှိနေလို့ဓနုရာသီဘွားပါအဲ့တော့ဒီဇာတာရှင်ရဲ့မူလမွေးဇာတာမှာအင်အားကြီးမားပြီးဇာတာရှင်ကိုအပြစ်အနာအစာအ ਨੇ ဆုံးနဲ့ကောင်းချိုးပေးမယ်လို့ဖော်ပြထားတဲ့ဂျိုကလက်ရဲ့4ဓာတ်နဲ့လက်ရဲ့5ဓာတ်ကိုပိုင်တဲ့ကတိဂျိုစနေပဲဖြစ်ပါတယ်နော်ဒါကြောင့်စနေဂျိုကြီးရဲ့ကောင်းချိုးအဖျားဖျားကိုရရှိခံစားနိုင်မှုအတွက်စနေဂျိုကြီးဆိုတဲ့အပြာရောင်ကိုအရေးကြီးတဲ့အချိန်ကာလတွေတိုင်းမှာအကျိုးပေးအယောင်အနေနဲ့ရွေးချယ်သုံးစွဲဝတ်ဆင်နိုင်တယ်အဆောင်ကြောက်မြက်အနေနဲ့တော့စနေကြိုကြီးဆိုးတဲ့နီလာကြောက်မြက်ကိုအဆောင်ကြောက်မြက်အဖြစ်ဝတ်ဆင်နိုင်ပါတယ်ဇာတာရှင်အခုလက်ရှိအကျိုးပေးဖြတ်တန်းနေတဲ့ဂျိုဒတာက
ဂျာသာပရိထူလာရဲ့ဂျာသာပရိအန္ဒရဒတာကာလဖြစ်ပါတယ်ဂျာသာပရိဂျိုကြီးဟာလက်ရဲ့10တန်းမှာအုပ်အားနဲ့ရက်တည်ထားတဲ့ဂျိုတစ်လုံးဖြစ်ပါတယ်ဇာရရှင်သိလို့တဲ့မိကွန်းကကားဝယ်ချင်ပါတယ်တဲ့ဒီနှစ်ထဲမှာဝယ်နိုင်မလားသိချင်ပါတယ်လို့မေးထားပါတယ်ကားနဲ့ပတ်သက်ရင်၄တန်းကိုစဉ်းစားရပါတယ်အလက်သခင်၄တန်းမှာရက်တည်နေတဲ့တောက်ကြကျိုရဲ့အင်အားနဲ့၄တန်းသခင်၄တန်းမှာရက်တည်တဲ့စနေကျိုရဲ့အကျိုးပေးတို့ကြောင့်ကားဝယ်နိုင်တဲ့ကံတရားရှိပါတယ်ဒါပေမဲ့ဒီနှစ်ထဲမှာဝယ်နိုင်မလားလို့မေးရင်တော့ဂျာသာပရိထူလာဂျာသာပရိအန္ဒရဒတာကာလကိုဆက်ပြီးကြည့်ဖို့လိုပါတယ်အဲ့ဒီတဲကမှ၄တန်းကိုအထောက်အပံ့ပေးမဲ့ဒတာကာလကိုကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနှစ်ထဲမှာဆိုတာတဲ့တက္ကရာ2026ဩဂတ်ကနေတက္ကရာ2029 January အတွင်းဝင်ရောက်တဲ့တောက်ကြဗုဒ္ဓကာလမှာကားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းကျိုးတွေရနိုင်တဲ့ကာလလို့တွေ့ရလို့အဲ့ဒီချိန်ကာလကားဝယ်နိုင်မယ်လို့ဖော်ပြပါတယ်နောက်တစ်ယောက်သွားပါမယ်နောက်တစ်ယောက်ကဇာတာနံပါတ်639ဖြစ်ပါတယ်ဇာတာနံပါတ်639ကလည်းအမျိုးသမီးတူရဲ့ဇာတာပဲဖြစ်ပါတယ်ရှင်ဇာတာရှင်ကကံလက်ပိုင်ရှင်ဖြစ်ပါတယ်တနင်္ဂနွေကျုံမယသည်မှာယက်တီနေချိန်မွေးဖွားခဲ့လို့မေယသည်ပွားဖြစ်ပြီးတနင်္လာကျုံမေထုံယသည်မှာယက်တီနေလို့မေထုံစမ်းပိုင်ရှင်ဖြစ်ပါတယ်ဇာတာတစောင်းလုံးမှာအင်အားကြီးမှပြီးဇာတာရှင်ရဲ့ဘဝကောင်းကျိုးချမ်းသာပေးစေနိုင်တယ်လို့ဖော်ပြထားတာကတောက်ကြကျိုးအုပ်အားနဲ့ယက်တီထားတဲ့တောက်ကြကျိုးကြီးဖြစ်ပါတယ်ဒါကြောင့်တောက်ကြကျိုးကြီးဆိုတဲ့အဖြူရောင်ဟာအကျိုးပေးအရောင်အနေနဲ့ရွေးချယ်နိုင်တယ်လို့အဆောင်ကြောင့်မြက်အနေနဲ့ဝတ်ဆင်မဲ့ဆိုရင်လည်းတောက်ကြကျိုးကြီးဆိုတဲ့စိန်ကြောင့်မြက်ယရနာကိုအဆောင်ကြောင့်မြက်အနေနဲ့ဝတ်ဆင်နိုင်ပါတယ်ဇာတာရှင်ရဲ့အခုလက်ရှိအကျိုးပေးနေတဲ့ဂျိုဒတာကာလကကိတ်ထူလာကိတ်အန္ဒရဒတာကာလဖြစ်ပါတယ်ကိတ်ချိုကြီးဟာမူလဇာတာမှာလက်ရဲ့9တက်မှာယက်တီထားတဲ့ဂျိုတသားလို့တွေ့ရပါတယ်အဲ့တော့သူသိချင်လို့မေးထားတာကတော့ရက်ထားတဲ့အလုပ်တွေဘယ်ချိန်လောက်ပြန်ပြီးလဲပတ်နိုင်မလဲဒါကိုသိချင်တာပါတဲ့အလုပ်နဲ့ပတ်သက်လာရင်တော့စီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်ရင်10တန်းဘာဝကိုစစ်ဆေးရတာပါဒီဇာတာမှာကိတ်ချိုကြီးရဲ့အချိန်ကာလကိုတက္ကရာ2026အထိရောက်ရှိနေတာဖြစ်တယ်။ဒါကြောင့်တောက်ကြကြိုကြီးရဲ့ကောင်းမွန်တဲ့အင်အားအထောက်အပံ့နဲ့10တန်းဘာဝကိုဆက်သွယ်တဲ့အချိန်ကိုစောင့်ဆိုင်းရမှာဖြစ်တဲ့အတွက်ရက်နေတဲ့အလုပ်တွေပြန်လည်ပတ်ဖို့အတွက်တောက်ကြအန္ဒရဒတာကာလကိုမျှော်မှန်းရမှာဖြစ်တယ်။ဒါကြောင့်2026အောက်တိုဘာကနေ2029ဒီဇင်ဘာအတွင်းမှာအလုပ်အဟောင်းတွေပြန်လုပ်ဖို့လုပ်ငန်းအသစ်တွေယင်းဒီမြုပ်နှံမှုအချိန်ကာကောင်းတစ်ခုအနေနဲ့ဝင်ရောက်လာလိမ့်မယ်လို့ဖော်ပြထားတာဖြစ်ပါတယ်ရှင်နောက်ဇာတာတစ်စောင်းကိုဆက်ပြီးပြောပေးပါမယ်နောက်ဇာတာတစ်စောင်းကဇာတာနံပါတ်613ဖြစ်ပါတယ်သူကအမျိုးသားတဦးရဲ့ဇာတာဖြစ်ပါတယ်ဇာတာမှာလက်ဟာဓနုလက်ပိုင်ရှင်ဖြစ်တယ်တနင်္လာရောတနင်္ဂနွေရောကရကတ်ရာသီမှာရက်တည်နေကြတာကိုတွေ့ရပါတယ်ဒါကြောင့်ကရကတ်တနင်္ဂနွေချိုကိုကြည့်ပြီးကရကတ်ရာသီဘွားလို့မှတ်သားရမှာဖြစ်ပြီးတနင်္လာကိုကြည့်ပြီးကရကတ်စံပိုင်ရှင်ဖြစ်တယ်လို့မှတ်သားရမှာဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာအပြည့်အနာစာနေပြီးကောင်းချိုအင်အားနဲ့ရက်တီထားတဲ့အကျိုးပေးဂျိုကြီးကတော့လက်ရဲ့9တန်းမှာရက်တီထားတဲ့ကတိချိုအင်္ဂါပဲဖြစ်ပါတယ်
ဒါကြောင့်အင်္ဂါကြိုကြီးဆိုတဲ့နီညိုရောင်ကအကျိုးပေးအယောင်လို့မှတ်သားရမှာဖြစ်ပြီးအဆောင်ကြောင့်မြက်အနေနဲ့တော့အင်္ဂါကြိုကြီးဆိုတဲ့တန်တာကြောင့်မြက်ကိုအဆောင်ကြောင့်မြက်အဖြစ်နဲ့ဝတ်ဆင်နိုင်ပါတယ်ဇာတာရှင်အခုလက်ရှိဖြတ်တန်းနေတဲ့အကျိုးပေးတတာကတနင်္ဂနွေထူလာရဲ့တောက်ကြအန္ဒရတတာတွေကိုရောက်ရှိနေချိန်ဖြစ်ပါတယ်ဇာတာရှင်သိလို့မေးထားတာကရခင်နှစ်ကရက်နာသွားတဲ့အလုပ်ယခုနှစ်မှာပြန်ရနိုင်မလားသိချင်တာပါလို့ပြောထားပါတယ်အဲ့တော့အချိန်ပိုင်းခြားရကြည့်မယ်ဆိုရင်တော့အခုရက်နေတဲ့ရောက်နေတဲ့တနင်္ဂနွေဂျိုကြီးဟာကိုရံသခင်ရှစ်တန့်ကိုရက်တီထားတဲ့ဂျိုတတာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့အလုပ်အကင်တွေထဲမှာအခက်အခဲရှိနိုင်တဲ့ကာလလို့တနင်္ဂနွေဂျိုကဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီတနင်္ဂနွေဂျိုကြီးရဲ့ကာလကိုထပ်ပြီးတော့အန္ဒရာတတာစိတ်ပိုင်းတဲ့အခါမှာအခုနီးဆုံးရောက်နေတဲ့ကာလကတောက်ကြတတာကာလပါအဲ့တော့တောက်ကြဂျိုကြီးရဲ့ကာလကိုပြီးသွားရင်တော့တနင်္လာရဲ့ကာလကိုရောက်လာပါလိမ့်မယ်အဲ့တော့ဒီတောက်ကြဂျိုကြီးရဲ့ကာလကတော့ဇာရရှင်အတွက်ဒုဋ္ဌာနာ6တက်သခင်နေနဲ့9တက်မှာယက်တီထားတဲ့သဘောရှိပါတယ်ဒါကြောင့်အများနဲ့ပူပေါင်းလှုပ်ဆောင်ရတဲ့အလုပ်တွေပြိသက်နဲ့တွဲပြီးလုပ်ရတဲ့အလုပ်မျိုးတွေဆိုရင်တော့တကယ်2026ဩဂတ်အထိမဖြစ်နိုင်သေးဘူးလို့တွေ့ရတယ်အဲ့ဒီနောက်ပိုင်းဝင်ရောက်လာမဲ့ဒတာဟာဒီတနင်္ဂနွေထူလာကြီးပြီးဆုံးတဲ့နောက်တနင်္လာထူလာကြီးဝင်ရောက်လာမဲ့ကတိဂျိုရဲ့ဒတာကာလဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီကတိဂျိုဖြစ်တဲ့တနင်္လာဂျိုရဲ့ကာလမှာရှစ်တက်ဘာဝသခင်ဖြစ်ပေမဲ့ကတိအားနဲ့9တက်မှာယက်တည်တဲ့အတွက်အခက်အခဲတွေကြားတဲ့ကပဲလှုပ်ဆောင်နိုင်ဖို့အခြေအနေကောင်းတွေဝင်ရောက်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်တကယ်2026ဩဂတ်လရဲ့နောက်ပိုင်းမှသာရဆိုင်နေတဲ့အလုပ်တွေပြန်လဲပတ်နိုင်ဖို့အခွင့်အရေးအခြေအနေတွေရရှိနိုင်တယ်လို့ပြန်ပြီးဖြေကြားပေးလိုက်ပါတယ်။နောက်တစ်ယောက်ကဇာတာနံပါတ်6ဖြစ်ပါတယ်ဒါကလည်းအမျိုးသားတစ်ယောက်ရဲ့ဇာတာပါအဲ့တော့သူဇာတာမှာဇာတာရှင်ကလက်ကပိဋကလက်ဖြစ်တယ်စမ်းကမိန်စမ်းပိုင်ရှင်ဖြစ်တယ်တနင်္ဂနွေတူရသည်မှာယက်တီနေချိန်မွေးဖွားခဲ့လို့တူရသည်ပွားပါဇာတာရှင်မှာအခုဇာတာတစ်ဆောင်လုံးရဲ့အချိုးပေးအင်အားနေနဲ့ယက်တီနေတဲ့ဂျိုတွေအနဲ့ထူးခြားပြီးကောင်းမွန်တဲ့အင်အားနဲ့ယက်တီထားတဲ့ဂျိုကအုပ်အားနဲ့လက်ရက်9ဓာတ်မှာယက်တီထားတဲ့ဗုဒ္ဓဟူးဂျိုကြီးဖြစ်ပါတယ်နော်ဝကုတ္တမနဝင်လဲစီးထားပါတယ်ဒါကြောင့်ဗုဒ္ဓဟူးဂျိုကြီးကဒီဇာတာရှင်အတွက်အကောင်းဆုံးအကျိုးပေးဂျိုပါဒါကြောင့်ဗုဒ္ဓဟူးဂျိုကြီးဆိုတဲ့အစိမ်းရောင်ဟာဇာတာရှင်အတွက်အကျိုးပေးတဲ့အယောင်ကာလာဖြစ်တယ်နော်အကျိုးပေးအဆောင်ကြောင့်မြတ်ကတော့ဗုဒ္ဓဂျိုကြီးဆိုတဲ့ကြောက်စိမ့်ဒါမှမဟုတ်မြတ်ကြောင့်မြတ်ကိုအကျိုးပေးအဆောင်ကြောင့်မြတ်နေနဲ့ဝတ်ဆင်သက်ပါတယ်အခုရောက်နေတဲ့အကျိုးပေးကာလကတောက်ကြထူလာဗုဒ္ဓဖူးအန္ဒရဒါသာထဲမှာဖြစ်ပါတယ်နော်ဇာတာရှင်မေးထားတဲ့မေကွန်းက2026ခုနှစ်အတွင်းစင်ကာပူထီစုကြီးပေါက်ဖို့အခွင့်အရေးရှိမရှိသိကျင်တယ်လို့မေးထားပါတယ်ထီပေါက်ဖို့ဆိုတာအတိတ်ကံနဲ့ပြစ္ဆုတ်ပံကံဆက်ဆက်ပြီးဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေကသာထီပေါက်ခြင်းကိုပေးစေနိုင်ပါတယ်ဒါကြောင့်ဆက်ပြီးကြည့်ပါမယ်တောက်ကြကြိုကြီးကဒီစာတာအတွက်လက်သခင်9တက်6တက်သခင်9တက်ယက်တီတဲ့ဂျိုတလုံးဖြစ်ပါတယ်ဘောဓုဂျိုကြီးကတော့အလွန်အားကောင်းတဲ့9တက်နဲ့2တက်သခင်ဖြစ်ပါတယ်ဒါတွေကတော့ဇာတာရှင်ကိုအလုတ်ကိုင်းအခွင့်လန်းနဲ့ယာဒူးဆိုင်ရာတွေကိုကောင်းကျိုးအနေနဲ့သာဖော်ပြထားပါတယ်ထီပေါက်ဖို့ဆိုတာဟာအတိတ်ကံကိုပေးတဲ့6ထက်နဲ့အလုံးလိုက်ရင်းလိုက်ဝင်ရောက်လာတဲ့ငွေကြေးကိုဖော်ပြတဲ့17ထက်မမြင်နိုင်တဲ့နေရာကငွေကြေးဥစ္စာတွေဖြစ်ပေါ်စေတဲ့ရှစ်တန်ဘာဝဆက်နေရမှာပဲဖြစ်ပါတယ်။အော်ဒီစာတာမှာ
ရှစ်တန်သခင်ဂျာတာပရိနဲ့စနေချိုနဲ့ဆက်ဆက်နေတဲ့အကြောင်းတရားရှိတာကိုတွေ့ရတယ်ဒါပေမဲ့ဒီနှစ်ထဲလို့မေးလာတဲ့မေးခွန်းကြောင့်အခုဒီနှစ်ထဲဖြတ်တန်းတဲ့ဗုဒ္ဓဟူးချိုဒါတာကတော့ကြီးမားတဲ့အပြောင်းအလဲကိုပေးနိုင်လောက်အောင်မဖြစ်နိုင်ဘူးလို့တွေ့ရပါတယ်အဲ့တော့ဒီစာတာမှာဖြတ်တန်းခဲ့ပြီးတဲ့ဂျာတာပရိတ္တာ2019ကနေ2022လို့ကာလမျိုးတွေမှာဖြစ်ပေါ်တဲ့ငွေကြေးနဲ့သက်ဆိုင်တဲ့ကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေရနိုင်တဲ့အချိန်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်အခုရောက်လာတဲ့ဗုဒ္ဓအန္တရာက2028ဇွန်20အတွင်းဝင်ရောက်တာဖြစ်တယ်အဲ့တော့ဇာတာရှင်အနေနဲ့ဒီကာလကြီးကတော့မိမိရဲ့အလုပ်အကိုင်ကနေကြီးမားတဲ့ပြောင်းလဲတိုးတက်မှုတွေကိုပေးစေမဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်ထိပေါက်ချင်းကြောင့်ဖြစ်တဲ့ဘဝရဲ့သိတာတဲ့ပြောင်းလဲမှုကိုတော့ဒီကာလကဖော်ပြထားတာမတွေ့ရပါဘူးနောက်တကင်းနောက်ထပ်ဇာတာနံပါတ်612ဖြစ်ပါတယ်ဒါကမျိုးသမီးတူဦးရဲ့ဇာတာဖြစ်ပါတယ်နော်ဒီဇာတာကိုစပြီးစစ်ဆေးပေးပါမယ်အဲ့တော့ဒီဇာတာမှာလက်ဟာပြိတ္တလက်ပိုင်ရှင်ဖြစ်ပါတယ်တနင်္ဂနွေကရကတ်ရာသီမှာရက်တီလို့ကရကတ်ရာသီဘွားပါတနင်္လာကျိုတိမ်ရာသီမှာတည်ရှိနေတဲ့ချိန်မွေးကက်လို့တိမ်ဆန်းပိုင်ရှင်ဖြစ်ပါတယ်ဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ကိုထူးခြားတဲ့တိုးတက်မှုတွေကိုပေးစေမဲ့ဂျိုကြီးကကသက်အားနဲ့ရက်တည်ခဲ့တဲ့2တက်5တက်သခင်ဗုဒ္ဓဂျိုကြီးဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဂျိုကြီးဆိုတဲ့အစိမ်းရောင်ဟာအကျိုးပေးရောင်ဖြစ်ပြီးကြောက်မြက်အနေနဲ့ကြောက်စိမ့်နဲ့မြကြောက်မြက်ယရနာကဇာတာရှင်အတွက်အကောင်းဆုံးအဆောင်ကြောက်မြက်ဖြစ်ရွေးချယ်နိုင်ပါတယ်အခုလက်ရှိဖြတ်တန်းနေတဲ့ဒတာကာလကယာဟုထူလာတနင်္ဂနွေအန္ဒရာပါဇာတာရှင်မေးထားတဲ့မိကွန်းကသားသမီးကံကောင်းမလားလို့မေးထားတာပါဒါကတော့အချိန်ပိုင်းခြားနဲ့မသက်ဆိုင်တော့ပဲဇာတာပေါ်မှာသာစစ်ဆေးသွားရမှာပါသားသမီးကိုစားပြုတဲ့ဘာဝက9ဓာတ်ဘာဝဖြစ်ပါတယ်ဒါကြောင့်9ဓာတ်ဘာဝကောင်းမကောင်းစစ်ဆေးရပါတယ်9ဓာတ်ဘာဝတခင်ကဗုဒ္ဓချိုဖြစ်ပါတယ်ကောင်းမွန်တဲ့ကသက်အားကိုရပြီးကောင်းမွန်တဲ့2တက်မှာယက်တီထားပါတယ်ဒါကြောင့်သားသမီးနဲ့သက်ဆိုင်တဲ့ကောင်းကျိုးချမ်းသာခံစား권ရှိသူဖြစ်တယ်လို့ဖော်ပြပါတယ်အဲ့တော့ဇာတာရှင်မေးထားတဲ့မေခွန်းအရငါးရန်ဘာဝမှာယက်တီတဲ့တနင်္လာဂျိုကြီးကလည်းကောင်းတဲ့သုံးတန်သခင်ဖြစ်ပါတယ်ဒါကြောင့်ညီညွတ်တဲ့ကောင်းကျိုးကိုပေးစေနိုင်တဲ့သားကောင်းသမီးကောင်းတွေကိုရရှိနိုင်တဲ့ဇာတာရှင်ဖြစ်တယ်လို့ပြန်လည်ဖြေကြားပေးလိုပါတယ်နောက်ထပ်ဇာတာနံပါတ်613ဟောပေးပါမယ်613ကဟုတ်ပါတယ်နော်613ကအမျိုးသမီးတူရဲ့ဇာတာဖြစ်ပါတယ်အဲ့တော့မွေးဖွားတဲ့အချိန်မှာတူလက်ပိုင်ရှင်ဖြစ်မွေးဖွားခဲ့ပါတယ်တနင်္ဂနွေကျိုကံရသည်မှာယက်တီနေချိန်မွေးဖွားခဲ့လို့ကံရသည်ပွားပါတနင်္လာကျိုပြိတ္တရာသီမှာတည်ရှိနေတဲ့ချိန်မွေးခဲ့လို့ပြိတ္တစမ်းပိုင်ရှင်ဖြစ်ပါတယ်ဇာတာရှင်ကိုမွေးဖွားတဲ့အချိန်ကောင်းငင်မှာအင်အားအကြီးမားဆုံးနဲ့ကောင်းချိုးပေးနိုင်တဲ့အင်အားတွေနဲ့ယက်တီနေတဲ့ကြိုကြီးကအုတ်အားနဲ့ယက်တီခဲ့တဲ့4ဓာတ်နဲ့5ဓာတ်သခင်စနေကြိုဖြစ်ပါတယ်ဒါကြောင့်စနေကြိုကြီးရဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိစေဖို့စနေကြိုကြီးဆိုတဲ့အပြာရောင်ကိုအကျိုးပေးအရောင်အနေနဲ့ရွေးချယ်သုံးဆွဲဝတ်ဆင်နိုင်တယ်လို့ကြောင့်မြက်အနေနဲ့လည်းစနေကြိုကြီးဆိုတဲ့နီလာကြောင့်မြက်ယရနာကိုအဆောင်ကြောင့်မြက်ဖြစ်ဝတ်ဆင်နိုင်ပါတယ်နော်ရောက်နေတဲ့ကာလတတာကဇာတာပရိထူလာယာဟုအန္ဒရာတွေကိုရောက်ရှိနေချိန်ပါအဲ့တော့သူသိကျင်တာကမိဘနှစ်ပါးကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာထားနိုင်မဲ့အချိန်ကိုသိကျင်ပါတယ်တဲ့အဲ့တော့အချိန်မပြောခင်မှာမိဘနှစ်ပါးကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာထားနိုင်မှုရှိမရှိဆိုတာကိုစပြီးတော့စစ်ဆေးရမှာပါအဲ့တော့သူကိုယ်တိုင်လုံးမှာဖြစ်တဲ့အတွက်
လက်သခင်တောက်ကြကိုကြည့်ရပါမယ်လက်သခင်တောက်ကြ17တက်မှာရပ်ပါတယ်ဒါကြောင့်သူဟာဘဝမှာကြီးပွားတိုးတက်ချမ်းသာဖို့အစဉ်မြဲကြံစီစ조사နေတတ်သူဖြစ်တယ်လို့တကယ်လဲအောင်မြင်မှာပါအဲ့တော့အမိကိုစားပြုတဲ့လေးတန်းသခင်စနေကြိုကြီးအုပ်အားနဲ့ရက်တီထားပါတယ်အဲ့တော့အဖကိုစားပြုတဲ့ကိုတန်းဘာဝသခင်ဗုဒ္ဓဟူးကြိုကတော့12တက်မှာတည်ရှိနေတာကိုတွေ့ရပါတယ်အဲ့တော့ဒါကိုကြည့်ခြင်းအဖြစ်ဇာရရှင်ကိုယ်တိုင်မိမိရဲ့ကိုယ်ပိုင်အရေးချင်းနဲ့စူးစမ်းနိုင်ပြီးမိဘတွေကိုအကောင်းဆုံးအလုပ်ကျွေးပြုနိုင်မဲ့သူဖြစ်တယ်လို့တွေ့ရပါတယ်အဲ့တော့အဲ့ဒီလိုအကျိုးပေးတွေကိုအခုရောက်နေတဲ့2တက်မှာရက်တီနေတဲ့3တက်6တက်သခင်ကြားသားပရိကြိုကြီးကပေးနိုင်မှာလားနောက်ထပ်ဖြတ်တန်းတဲ့စနေချိုကာလကပေးနိုင်မလားဆိုရင်တော့4တန်း5တန်းသခင်အုပ်အားနဲ့ရက်တီတဲ့စနေချိုတသားကြီးကဒီစာတာရှင်အတွက်ဘဝမှာတခါမှမကြုံဘူးတဲ့အမြင့်ဆုံးကောင်းကျိုးတွေကိုရမယ့်ကာလကြီးဖြစ်ဝင်ရောက်လာတော့မှာဖြစ်လို့မိမိစိတ်တိုင်းကြမိမိရဲ့မိဘသာမကမိမိပါဝင်ခြင်းကိုပါအကောင်းဆုံးအကျိုးပြုနိုင်မဲ့ကာလကြီးတစ်ခုဖြစ်တော့မယ်လို့ပြန်လည်ဖြေကြားဟောဆိုပေးလိုက်ပါတယ်နောက်ဇာတာတစ်စောင်ကိုသွားပါမယ်ရှင်နောက်ဇာတာတစ်စောင်ကလည်းမျိုးသမီးတူရဲ့ဇာတာပါနော်ဇာတာနံပါတ်614ဖြစ်ပါတယ်နော်614ဖြစ်ပါတယ်ရှင်သူကနော်ဇာတာလေးကိုကြည့်မယ်ဆိုရင်လက်ကမိန်လက်ဖြစ်ပါတယ်ဆန်းကတူဆန်းမှာနော်တခါတနင်္ဂနွေကြိုကြီးမကာရရာသီမှာရက်တီနေချိန်မွေးဖွားခဲ့လို့အဲ့တော့မကာရရာသီဘွားလို့မှတ်သားရမှာဖြစ်ပါတယ်ဒီဇာတာတစ်စောင်လုံးမှာအပြည့်အနာစာအနည်းဆုံးနဲ့ဇာတာရှင်ကိုကောင်းချိုးအင်အားအပြည့်အဝပေးမယ်လို့ဖော်ပြထားတဲ့ဂျိုကကတဲ့အားနဲ့2တက်မှာယက်တီထားတဲ့2တက်9တန်းသခင်အင်္ဂါဖြစ်ပါတယ်ဒါကြောင့်အင်္ဂါဂျိုကြီးဆိုတဲ့နီညိုရောင်ဟာအကောင်းဆုံးအကျိုးပေးအယောင်ဖြစ်ပြီးကြောက်မြက်အနေနဲ့အင်္ဂါဂျိုကြီးဆိုတဲ့တန်တာကြောက်မြက်ဟာအကောင်းဆုံးအဆောင်ကြောက်မြက်ဖြစ်ရွေးချယ်တဲ့နဲ့ကြောက်မြက်ပဲဖြစ်ပါတယ်အခုဇာတာရှင်ရောက်နေတဲ့အကျိုးပေးကာလကဇာတာပရိထူလာဇာတာပရိအန္ဒရဒတာကာလထဲမှာရှိပါတယ်2028 April ထိဖြတ်တန်းမှာဖြစ်ပါတယ်အဲ့တော့သိချင်လို့မိထားတာက80မဲ့ဘဝခီးလမ်းမှာအသက်မွေးချောင်းပညာနဲ့ဝါသနာတထတဲ့ကြပြီးအောင်မြင်နိုင်မလားသိချင်ပါတယ်လို့မိထားတာပါဇာတာပရိဂျိုကြီးဟာဒီစာတာမှာထူလာအန္ဒရဒတာဖြတ်တန်းနေတယ်ဇာတာပရိထူလာကြီးဟာအရှိအဖြစ်ထူလာရဲ့ကာလတစ်ခုလုံးဟာ2042 February ထိကိုသွားမှာဖြစ်ပါတယ်ဘလောက်ကြာလဲဆိုတော့သူသက်တမ်း16နှစ်ပါဒါကြောင့်သူမေးထားတဲ့မေခွန်းနဲ့အခုရောက်နေတဲ့ဇာတာပရိဒတာတက်ထက်ထဲစဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ဇာတာမှာလက်သခင်ရှစ်တက်ယက်တီနေတဲ့သဘာဝတစ်ခုဖြစ်တယ်လို့10တန်းသခင်ရှစ်တက်ယက်တီနေတဲ့သဘာဝတစ်ခုတွေ့ရပါတယ်ဒီပြင်မှာဇာတာပရိချိုကြီးဟာရှစ်တက်မှာယက်တီပြီးရှစ်တက်နဲ့နော်10တက်အင်ဂျင်လဲပြီးယက်တီတဲ့အခြေအနေတစ်ခုကိုတွေ့ရပါတယ်ဒါကြောင့်ဇာတာရှင်ဟာ10တန်းအလုံးနဲ့ပတ်သက်ပြီးမကြာခဏအပြောင်းလဲဖြစ်ပေါ်စေတတ်တယ်လို့မိမိလုပ်တဲ့အလုပ်တွေအပေါ်မှာလည်းပဲတာဝန်ရဆောင်ရွက်ရတော့လည်းပဲစိတ်ဝင်စားမှုအားနည်းခြင်းကြောင့်စိတ်နှောက်ယှက်ဖြစ်စေရတတ်ပါတယ်ဒါကြောင့်ဖြတ်တန်းတဲ့ဒတာအရတော့သူဟာနော်ဒီဇာတာရှင်ဟာမိမိရဲ့ဘဝနော်အသက်မွေးချောင်းပညာဝါသနာပါတာနဲ့တက်ထက်ထဲကြနိုင်တဲ့အခြေအနေကတော့ဒီဇာတာပရိဒတာကြီးကမပေးနိုင်ပါဘူးအဲ့တော့နောက်ဖြတ်တဲ့ဒတာကာလကိုဆက်ကြည့်ပါမယ်သူကသမီးလေးကမွေးထားတာ2006ဆိုတော့အသက်20ပေါ့နော်အသက်20ဆိုတော့အများကြီးဒီစ조사အထုတ်ဖို့အချိန်နေကြံပါသေးတယ်ဒါကြောင့်စနေကြိုကိုဆက်ကြည့်ပါမယ်စနေကြိုရဲ့ကာလကတော့17တက်နဲ့5တက်ဆက်နွယ်လာတဲ့တသာကာလဖြစ်လို့ဒီဇာတာပရိချိုနဲ့လာမှမတူတော့ပါဘူးဒါကြောင့်ဒီဇာတာပရိချိုကြီးရဲ့ကာလမှာအတတ်ပညာရက်တွေသင်ယူခြင်းနဲ့အလုပ်ငန်းခွင်တွေကိုတွဲဖက်ဆောင်ရွက်ပြီးတဲ့နောက်မိမိစိတ်တိုင်းကြနော်ဝါသနာနဲ့အတတ်ပညာတထက်ထဲကြတဲ့အလုပ်ကိုဒီစနေကာလကြီးမှာရရှိနိုင်မယ်လို့တွေ့ရပါတယ်
ဆရာမကတော့မေးထားတဲ့မေခွန်းဖြစ်ပေမဲ့မေခွန်းကိုဒါရိုက် yes or no ဖြေတာမဟုတ်ပဲเนาะအကျိုးနဲ့အကြောင်းဖြေပေးသွားလို့အချိန်လေးနည်းနည်းပို့ပြီးတော့ယူလိုက်ရတာဖြစ်ပါတယ်ရှင်ကဲနောက်တစ်ယောက်ကိုသွားပါမယ်ဇာတနံပါတ်615ဖြစ်ပါတယ်ဇာတာနံပါတ်615ကတော့ဒီဇာတာမှာလက်ကကရကက်လက်ဖြစ်ပါတယ်တနင်္လာပြိတ္တမှာယက်တီထားတယ်ပြိတ္တစမ်းပိုင်ရှင်ဖြစ်ပြီးတနင်္ဂနွေမေထုံမှာယက်တီထားလို့မေထုံရာသီဘွားဖြစ်ပါတယ်ဇာတာတစ်စောင်းလုံးမှာအင်အားကြီးမားပြီးဇာတာရှင်ရဲ့ဘဝကိုထူးခြားတဲ့ကောင်းကျိုးတွေနဲ့ကြီးမားတဲ့အထောက်အပံ့တွေပေးမယ်လို့ဖော်ပြထားတာကတနင်္လာကျိုးပါဒါကြောင့်အုံအားနဲ့ယက်တီတဲ့စရရမှာတည်ရှိတဲ့တနင်္လာကျိုးကဇာတာရှင်ရဲ့ဘဝအကျဉ်းစီစိတ်ကူးတွေကိုအထောက်ပံ့ပေးမှာဖြစ်ပါတယ်ဒါကြောင့်နင်္လာကျိုးကြီးဆိုတဲ့အဖြူရောင်ကိုအကျိုးပေးအယောင်အနေနဲ့ရွေးချယ်ဝတ်ဆင်နိုင်တယ်လို့အဆောင်ကြောင်းမြက်အနေနဲ့လည်းတနင်္လာကျိုးကြီးဆိုတဲ့အဖြူရောင်ကိုအကျိုးပလဲကြောင်းမြက်ယရနာကိုအဆောင်ကြောင်းမြက်အနေနဲ့ဝတ်ဆင်သွားနိုင်ပါတယ်အခုရောက်နေတဲ့အကျိုးပေးကာလကရာဟုထူလာရဲ့ဇာတာပရိတတာကာလတွေကိုရောက်ရှိနေပါတယ်အဲ့တော့ဇာတာရှင်သိလို့ဒါကမိမိရောက်နေတဲ့နေရာမှာတဲ့နှစ်ရှည်ဗီဇာရချင်တာအဆင်ပြေနိုင်မလားသိချင်ပါတယ်တဲ့အဲ့တော့ဒီနေရာမှာနော်နှစ်ရှည်ဗီဇာလို့ပြောလိုက်တော့ပြပနိုင်ငံရခြားလို့နော်ဒီလိုနားလဲပါတယ်ဒါကြောင့်ဇာတာရှင်ဟာလက်သက်ခင်အုပ်အားနဲ့စတတတ်မှာယက်တီနေကြတဲ့ကဒီဇာတာရှင်ဟာနိုင်ငံရခြားမှာအချိန်ကြာမြင့်စွာနေထိုင်ရဖို့နိုင်ငံရခြားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေရဖို့ရှိနေပြီးသားလို့တွေ့ရတယ်ပို့ပြီးတော့ထူးခြားတဲ့အချက်တစ်ခုဟာတနင်္လာချိုဟာလက်သခင်စတတန့်ယက်တီတဲ့ချိုဖြစ်တယ်လို့တောက်ကြချိုဟာစတတန့်သခင်လက်ဘာဝမှာလာပြီးယက်တီတဲ့ချိုဖြစ်တယ်ဒါကြောင့်တထက်နဲ့စတတန့်အိမ်ငင်းလဲပြီးယက်တီတဲ့ပရိဝဋ္ဌနယာစယောဂယုတ်ကြီးကိုရရှိထားပါတယ်ဒါကြောင့်သူဟာပြပနိုင်ငံရခြားမှာနှစ်ရှည်အခြေချနေထိုင်သွားနိုင်တဲ့ကံတရားအခွင့်အရေးရှိသူဖြစ်တယ်လို့ဖော်ပြထားတယ်။ဒါကြောင့်နှစ်ရှည်ဗီဇာရမယ့်ဇာတာရှင်လို့ပဲပြန်ပြီးဖြေကြားပေးလိုက်ပါတယ်ရှင်။နောက်ဇာတာကဇာတာနံပါတ်616ဖြစ်ပါတယ်။နော်616ပါ616ဇာတာနံပါတ်616ပိုင်ရှင်လေးကနော်သူဇာတာလေးကိုရင်စစ်ပေးပါမယ်လက်ကတနုလက်ဖြစ်ပါတယ်စမ်းကလည်းတနုစမ်းပါတနင်္ဂနွေကြိုကြီးကံရသည်မှာယက်တီနေချိန်မွေးဖွားကဲလို့ကံရသည်ပွားဖြစ်ပါတယ်နော်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝထူးခြားတဲ့ကောင်းကျိုးတွေကိုပေးစေနိုင်ပြီးဆိုကြဒုဋ္ဌာဏကင်းစွာနဲ့ယက်တီလာတဲ့ဂျိုကြီးကတော့ကောင်းမွန်တဲ့အင်အားနဲ့တည်ရှိနေတဲ့လက်နဲ့လေးတက်သခင်ဇာတာပရိကျိုဖြစ်ပါတယ်။ဒါကြောင့်ဇာတာပရိကျိုရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုရရှိဖို့အတွက်အကျိုးပေးတဲ့အရာကိုအဝါရောင်အနေနဲ့ရွေးချယ်ပါ။ကြောက်မြက်အနေနဲ့လည်းအဝါရောင်သွေးရှိတဲ့အောက်တဖျားတလင်းဝါဆက်လင်းဝါကြောက်မြက်တွေကအကောင်းဆုံးအဆောင်ကြောက်မြက်ဖြစ်ဝတ်ဆင်သွားတဲ့ပါတယ်။အခုလက်ရှိရောက်နေတဲ့အကျိုးပေးကာလကရာဟုထူလာတောက်ကြအန္ဒရာဒတာကာလဖြစ်ပါတယ်အဲ့တော့ဇာတာရှင်သိလို့မေးထားတဲ့မိကွန်းကလက်ရှိကုမ္ပဏီဝန်ထမ်းအလုပ်ကနေနှုတ်ထွက်ပြီးကိုပိုင်ဆိုင်လုပ်ငန်းထောင်ချင်ပါတယ်အဲ့တော့အောင်မြင်နိုင်မှုရှိမရှိသိချင်တယ်လို့မေးထားတာပါဒါဆိုရင်တော့ဆရာမကမူလဇာတာနဲ့ရောက်နေတဲ့ဒတာနဲ့ချိန်စတွက်ချက်ပြီးပြန်ပြောပေးရမှာဖြစ်ပါတယ်အဲ့တော့ရောက်နေတာကရာဟုထူလာပါရာဟုကြိုကြီးဟာဒီဇာတာအတွက်လက်ရဲ့3တက်မှာရက်တီပြီးဇာတာပရိကျိုရဲ့သဘောတိုင်းအကျိုးပေးမဲ့ဂျိုတစ်လုံးဖြစ်တယ်တောက်ကြကြိုကြီးကလက်ရဲ့6တက်နဲ့17တက်သခင်ဖြစ်ပြီးနှိပ်အားနဲ့10တက်မှာရက်တီထားပါတယ်ဒါကြောင့်ဒီတောက်ကြကြိုကြီးကအားနေတဲ့နှိပ်ကြိုဖြစ်တာရဲ့ဒုဋ္ဌာဏရဲ့သဘောနဲ့10တက်မှာရက်တီနေတာရဲ့ကြောင့်ရာဟုထူလာတောက်ကြအန္ဒရာရဲ့တည်ရှိမှုဟာဇာတာရှင်အတွက်အခုဖြတ်တန်းနေတဲ့တောက်ကြတာဖြစ်တဲ့2026မတ်လကနေ
2028 March လအတွင်းကတော့အလုံးနဲ့ပတ်သက်ပြီးလုံးဝပြောင်းလဲပြစ်တာမျိုးဖောင်ဖြတ်ပြီးပြောင်းလဲတာမျိုးမလုပ်သင့်ပဲအဖွဲ့အစည်းကုမ္ပဏီလုပ်ငန်းနဲ့လုပ်နေရင်းကနေမိမိရဲ့ကိုယ်ပိုင်စီးပွားလုပ်ငန်းတွေကိုစမ်းသပ်လုပ်ကင်တာမျိုးကိုပဲတွဲဖက်ပြီးလုပ်ကင်သင့်ပါတယ်လုံးဝပြောင်းလဲသွားတာမျိုးပြုလုပ်ဖို့မသင့်ပါဘူးယင်းဒီမြောင်နိုင်မှုနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အောင်မြင်မှုတွေရစေနိုင်တယ်ဆိုတဲ့ကာလဟာ2028 March ကနေ2029 February မှဝင်ရောက်လာမှာဖြစ်ပါတယ်နော်ဒါဇာတာနံပါတ်616ပါနောက်ဇာတာနံပါတ်61ခွန်ကိုသွားပါမယ်ရှင်နော်ဇာတာနံပါတ်61ခွန်မှာဇာတာနံပါတ်61ခွန်ကဘာလေးမေးထားလဲနော်ဇာတာအကြောင်းလေးကိုလည်းစပြောပါမယ်ဇာတာကတိမ်လက်ပိုင်ရှင်ဖြစ်ပါတယ်တနင်္လာမကာရရာသီမှာယက်တီနေလို့မကာရစမ်းပိုင်ရှင်ဖြစ်တယ်တနင်္ဂနွေကြိုကြီးကနော်ကရကတ်ရာသီမှာယက်တီနေလို့ကရကတ်ရာသီပွားပါနော်ဒီဇာတာတစ်စောင်းလုံးမှာအင်အားကြီးမှပြီးဇာတာရှင်ရဲ့ဘဝမှာကောင်းကျိုးချမ်းသာတွေကိုပေးစေနိုင်မဲ့ဒုဋ္ဌာဏကင်းတဲ့ဂျိုကတော့နော်လက်ပါဝမှာလာရောက်ပြီးယက်တီထားတဲ့နှစ်တန့်စတရံသခင်ဗုဒ္ဓဂျိုပါဒါကြောင့်ဗုဒ္ဓဂျိုကြီးဆိုတဲ့အစိမ်းရောင်ဟာအကျိုးပေးအယောင်ဖြစ်ပြီးအဆောင်ကြောင့်မြက်အနေနဲ့ကြောက်စိမ်းဒါမှမဟုတ်မြကြောင့်မြက်ယရနာကိုအဆောင်ကြောင့်မြက်ဖြစ်ဝတ်ဆင်နိုင်ပါလေခုလက်ရှိကြိုးပေးနေတဲ့ကာလကရာဟုထူလာတောက်ကြအန္ဒရာတွေကိုဝင်ရောက်နေခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်ဇာတာရှင်ကဗာတိကျင်တာလဲဆိုတော့ဘဝကိုအေးအေးချမ်းချမ်းနေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မိကွန်းမှာဒါဆိုရင်တော့ဇာတာရှင်မိထားတဲ့မိကွန်းရအခုချိန်မှာဇာတာရှင်ဟာနော်ပတ်ဝန်းကျင်လောကရန်နေနဲ့တောကရရှိနေတဲ့အချိန်လို့ဒါဆရာမနားလည်ပါတယ်ဒါဆိုရင်ဆက်ကြည့်ပါမယ်နော်ဇာတာကလက်ကတိမ်လက်ဖြစ်ပါတယ်နော်နောက်တစ်ခါနော်ကြည့်တဲ့အခါမှာရာဟုထူလာကြီးရာဟုချိုဟာမေထုံရာသီမှာရက်တီထားတဲ့ဂျိုတလုံးဖြစ်ပြီးမေထုံရာသီဟာရာဟုချိုရဲ့အုပ်အားကိုရရှိတဲ့ရာသီဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့သူကဘယ်မှာရက်လဲဆိုတော့စိုးရင်ကြောင်းညပူပင်ခြင်းကိုပေးစေတတ်တဲ့12တက်မှာနေချိုအင်္ဂါနဲ့အတူရှင်တွဲတည်ရှိနေတဲ့ကာလဖြစ်တယ်ဒါကြောင့်အလောက်ကိုင်းစီးပွားရေးမိသားစုအရေးပတ်ဝန်းကျင်အရေးအစရှိတိုင်းနဲ့ပတ်သက်ပြီးတော့12တန်းရဲ့သဘောအရပူပင်ကြောင်းချရတာတွေနဲ့မတည်ငြိမ်တာတွေရှိစေတတ်တယ်လို့ဖော်ပြတာဖြစ်ပါတယ်အန္ဒရာဒတာကတောက်ကြပါတောက်ကြကြီးကလက်ရက်3ထက်နဲ့10တန်းကိုပိုင်ပါတယ်နော်ဒါတောက်ကြကြကြီးဟာ3နဲ့ခင်လက်ပါဝါမှာရက်တီထားတဲ့အတွက်မိမိကိုအကုန်းအားထားပြုတဲ့သူတွေများတဲ့ကာလဖြစ်မယ်လို့ဖော်ပြသလို10တန်းသခင်လက်ပါဝါမှာရက်တီလို့အတွက်အလောက်ကင်အခွင့်အလမ်းတွေလည်းရှိနေနိုင်တဲ့ကာလလို့ဖော်ပြထားပါတယ်အဲ့တော့ဇာတာရှင်ကဘဝကိုအေးအေးချမ်းချမ်းနေရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့အခုရောက်နေတဲ့ရာဟုဂျိုကြီးရဲ့ကာလဒါတာကြီးကိုပြန်ကြည့်ဖို့လိုပါတယ်အဲ့ဒီကာလဟာ2032ဩဂတ်မှထွက်မှာဖြစ်ပါတယ်ဒါကြောင့်ဒီရာဟုဂျိုကြီးရဲ့ဒါတာကာလမှာစိတ်ထားတတ်ဖို့ပဲအဓိကဖြစ်ပါတယ်မိမိရှိကိုရောက်ရှိလာတဲ့ပူခြင်းအေးခြင်းတွေကိုမိမိကတုံ့လှုပ်ခံစားမှုမရှိအောင်စိတ်ကိုတည်ငြိမ်စွာထားနိုင်မယ်ဆိုရင်အေးချမ်းသွားမှာဖြစ်တယ်အဲ့ဒီလိုတောကနဲ့ပူပင်မှုတွေက2032ဩဂတ်ထိရှိနေနိုင်တယ်လို့တွေ့ရတဲ့အတွက်ဇာတာရှင်အနေနဲ့မိမိစိတ်ကိုပဲမိမိပြုပြင်ပြီးနေထိုင်သွားရင်အကောင်းဆုံးစိတ်အေးချမ်းသာမှုကိုရရှိသွားမှာဖြစ်ပါတယ်နော်ဒါကဇာတာနံပါတ်61ခွန်ဖြစ်ပါတယ်ရှင်နောက်ထပ်ဇာတာနံပါတ်618ကိုသွားပါမယ်ဇာတာနံပါတ်618ကမြို့သားတဦးရဲ့ဇာတာဖြစ်ပါတယ်အဲ့တော့ဒီဇာတာမှာလက်ကကရကတ်လက်ဖြစ်တယ်တနင်္ဂနွေချိုပြိတ္တမှာယက်တီလို့ပြိတ္တရာသီပွားဖြစ်ပါတယ်တနင်္လာကရကတ်မှာပဲတည်ရှိနေလို့ကရကတ်စမ်းပိုင်ရှင်ဖြစ်နေမွေးဖွားခဲ့ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ရဲ့ဘဝကိုထူးခြားတဲ့ကောင်းကျိုးတွေအပြည့်အဝပေးစေနိုင်တယ်လို့ဖော်ပြထားတာကအုပ်အားနဲ့ယက်တီထားတဲ့ဂျာတာပရိချိုကြီးပဲဖြစ်ပါတယ်
ဂျာသာရိကျော်ဒုဋ္ဌာဏ6တန်းရဲ့သဘောပါပေမဲ့နဝင်းမှာသူပိုင်တဲ့ဒုဋ္ဌာဏဘာဝယာတိကတဲ့နဝင်းကိုစီထားလို့အကောင်းဆုံးဂျိုးလို့သတ်မှတ်ပေးပါတယ်။ဒါဂျာသာရိကျော်ရဲ့ကောင်းကျိုးတွေခံစားဖို့အတွက်အဝါရောင်ကိုအကျိုးပေးအယောင်အနေနဲ့ရွေးချက်သုံးဆွဲဝတ်ဆင်မယ်အဆောင်ကြောက်မြက်အနေနဲ့လေဂျာသာရိကျော်ကြီးဆိုတဲ့ကြောက်စိမ့် ဂျာသာရိကျော်ကြီးဆိုတဲ့အုတ်တပြားသို့မဟုတ်တက်လင်းဝါဆက်လင်းဝါအစရှိတဲ့ကြောက်တွေကိုအဆောင်ကြောက်မြက်ဖြစ်ဝတ်ဆင်နိုင်ပါတယ်ရှင်အခုရောက်နေတဲ့အကျိုးပေးကာလကဗုဒ္ဓဦးကျိုးကြီးရဲ့ကာလပါရှင်ဗုဒ္ဓဦးထူလာတောက်ကြကျိုးကြီးရဲ့အန္ဒရာကိုရောက်ရှိနေတဲ့ကာလဖြစ်ပါတယ်တောက်ကြကျိုးကြီးကဘယ်ထိအကျိုးပေးမလဲဆိုတော့2029ဩဂတ်ထိတောက်ကြကျိုးကြီးရဲ့အန္ဒရာဒတာဖြတ်တန်းမှာဖြစ်ပါတယ်အဲ့တော့နောက်ဇာတာရှင်ရဲ့သိလို့တဲ့မေကွန်းကိုဖြည့်ပေးပါမယ်။ဗာမေးထားလဲဆိုတော့စီးပွားရေးအတွက်ဘယ်လိုအလုပ်ကင်လုပ်ရင်အဆင်ပြေမလဲဒါကိုသိချင်ပါတယ်တဲ့။အဲ့တော့ဇာတာမှာအင်အားကြီးမှပြီးကောင်းချိုးပေးစေနိုင်တဲ့ချိုးတွေဟာဇာတာရှင်ကိုအကျိုးပြုမှာဖြစ်ပါတယ်။အခုရောက်နေတဲ့ကာလက၄ထက်နဲ့17တန်းသက်ခင်10တန်းမှာယက်တီတဲ့တောက်ကြဂျိုကြီးရဲ့ကာလကိုရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်2029ဩဂတ်မတိုင်ခင်မှာဇာတာရှင်ဟာ၄တန်းပါပေးတဲ့လုပ်ငန်းတွေဖြစ်တဲ့အိမ်ယာအဆောက်အဦတွေနဲ့ပတ်သက်တဲ့အလုပ်တွေအိမ်ဆောက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အလုပ်မျိုးတွေနဲ့အထည်အလိပ်ဆိုင်ရာလုပ်ငန်းမျိုးတွေနောက်တစ်ခါစူပါမားကတ်နဲ့စတိုးဆိုင်ကြီးဖွင့်လှစ်ရောင်းချတာမျိုးတွေဒါတွေဟာအခုရောက်နေတဲ့တောက်ကြဓာတ်သားမှာစတင်လှုပ်ဆောင်နိုင်တဲ့လုပ်ငန်းစီးပွားတွေဖြစ်ပြီးအောင်မြင်နိုင်တဲ့လုပ်ငန်းတွေလည်းဖြစ်တယ်လို့တွေ့ရပါတယ်ရှင်နောက်ထပ်ဇာတာနံပါတ်619ကိုသွားပါမယ်ရှင်ဇာတာနံပါတ်619ကတော့အမျိုးသမီးတဦးရဲ့ဇာတာပါဇာတာမှာမိတ္တလက်ပိုင်ရှင်ဖြစ်တွေ့ရတယ်တနင်္လာကြိုကြီးကံရသည်မှာရှိလို့ကံစမ်းပိုင်ရှင်ဖြစ်တယ်တနင်္ဂနွေချိုကတော့မိတ္တရာသီမှာရှိနေလို့မိတ္တရာသီပွားဖြစ်ပါတယ်ဒီဇာတာမှာဇာတာရှင်အတွက်အကောင်းဆုံးအကျိုးပေးမဲ့အင်အားကြီးမားစွာယက်တည်တဲ့အကျိုးပေးချိုကကတဲ့အားနဲ့လက်ရက်3တန်းမှာတည်ရှိလာတဲ့2တန်း9တန်းသခင်တောက်ကြကြိုကြီးဖြစ်ပါတယ်။ဒါကြောင့်တောက်ကြကြိုကြီးဆိုတဲ့ကောင်းကျိုးကိုခံစားဖို့အတွက်အဖြူရောင်ကိုအကျိုးပေးရောင်အနေနဲ့ရွေးချက်သုံးဆွဲပြီးဝစ်ဆင်တဲ့တယ်လို့အဆောင်ကြောက်မြက်အနေနဲ့လေတောက်ကြကြိုကြီးဆိုတဲ့စိန်ကြောက်မြက်ယရနာကိုအဆောင်ကြောက်မြက်အဖြစ်ဝစ်ဆင်နိုင်ပါတယ်။ဇာရရှင်ကိုရောက်ရှိနေတဲ့အကျိုးပေးတရားကရာဟုထုလာတောက်ကြအန္ဒရာတွေကိုရောက်ရှိနေပါတယ်အဲ့တော့ဇာရရှင်သိလို့တဲ့မိကုံကမိဘနှစ်ပါးကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာထားနိုင်မဲ့အချိန်နဲ့အဲ့တော့ဒီမိကုံမျိုးရှေ့မှာတွေ့ကြလို့ဇာတာထက်နေမှာဆိုလို့ပါနည်းနည်းပြန်ကြည့်ပါမယ်ရှင်ဟောမတူပါဘူးအဲ့တော့သမီးလေးတွေကမိဘတွေကိုအဲ့လိုစိတ်ကလေးရှိနေတာကအလွန်မင်္ဂလာရှိပါတယ်ရှင်ဆရာမကြည့်ပေးပါမယ်အဲ့တော့အခုရောက်နေတာရာဟုထုလာတောက်ကြအန္ဒရာဖြစ်ပါတယ်လက်ဟာမိတ္တလက်ပိုင်ရှင်ဖြစ်ပါတယ်ရာဟုကြိုကြီးကလက်ရဲ့ကရကတ်ရာသီကနေလက်9တန်းမှာရက်တည်တယ်တောက်ကြကြိုကြီးကတော့အင်အားအကြီးမားဆုံးလို့ပြောထားတဲ့ဂျိုတစ်လုံးဖြစ်ပါတယ်ဒါကြောင့်ဇာတာရှင်ဟာငွေကြေးဥစ္စာတဏ္ဍနဲ့သက်ဆိုင်တဲ့ကောင်းကျိုးခံစား권နေရှိတဲ့ဇာတာရှင်ဖြစ်ပါတယ်အမိကိုစားပြုတဲ့4ထက်နဲ့အဖကိုကိုစားပြုတဲ့5ထက်ဆက်ဆက်မှုအင်အားရှိနေတဲ့ဂျာသာပရိနဲ့တနင်္လာရဲ့ကောင်းကျိုးအင်အားတွေကြောင့်မိဘကိုပြန်ပြီးအကျိုးပြုနိုင်မဲ့ဇာတာရှင်ဖြစ်တယ်လို့လည်းဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ဘယ်အချိန်လဲလို့မေးတဲ့အခါမှာတော့အဲ့ဒီရာဟုဂျိုကြီးရဲ့ကာလပြီးသွားရင်တော့ဂျာသာပရိဂျိုတတာဟာ2031မှာစတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်2031ကနေ2040တွင်းမှာ
မိဘတွေကိုမိမိစိတ်တိုင်းကြအကောင်းဆုံးပံ့ပိုးနိုင်မဲ့ကာလတစ်ခုအနေနဲ့ဝင်ရောက်လာမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်နော်ဒါက6.9ပါအဲ့တော့နောက်တစ်ခါ6-2-3ကိုသွားပါမယ်ရှင်6-2-3ကနော်ဇာတာနံပါတ်6-2-3ကနော်မိန်းကလေးရဲ့ဇာတာပါအဲ့တော့ဒီဇာတာလေးအကြောင်းအရင်ပြောပါမယ်ဇာတာရှင်ကကုံလက်ပိုင်ရှင်ဖြစ်တယ်တနင်္လာချိုတူရတိမှာရက်တီလို့တူဆန်းပိုင်ရှင်ဖြစ်ပြီးတနင်္ဂနွေပြိဿာမှာရက်တီလို့ပြိဿာရာတိသွားဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာအင်အားကြီးမှပြီးဇာတာရှင်ရဲ့ကောင်းချိုးအပြားပြားကိုပံ့ပိုးမဲ့ဂျိုကတူရတိမှာတရီကုန်းအားနဲ့ရက်တီထားတဲ့၄တန်းနဲ့9တန်းသခင်တောက်ကြကြိုကြီးပဲဖြစ်ပါတယ်ဒါကြောင့်တောက်ကြကြိုကြီးဆိုတဲ့အဖြူရောင်ကိုအကျိုးပေးရောင်အနေနဲ့ရေးကြည့်တဲ့ကာလတွေမှာရွေးချယ်ဝတ်ဆင်နိုင်တယ်လို့အဆောင်ကြောက်မြက်အနေနဲ့တောက်ကြကြိုကြီးဆိုတဲ့စိန်ကြောက်မြက်ကိုအဆောင်ကြောက်မြက်ဖြစ်ဝတ်ဆင်တဲ့ပါတယ်အခုရောက်နေတဲ့ကျိုးပေးကာလကစနေထူလာရာဟုအန္ဒရာဒတာကာလဖြစ်ပါတယ်ဇာတာရှင်သိလို့မေးထားတာကဆေးကြောင်းမှာဘာသာရပ်3ခုဖြေဆိုရမှာအောင်မြင်ကျင်ပါတယ်တဲ့အဲ့တော့ဖြေရမယ့်အချိန်ကိုတော့ဖော်ပြမထားတဲ့အတွက်ဆရာမကတော့အနည်းဆုံးเนาะအနည်းဆုံးအခုရောက်နေတဲ့အချိန်နဲ့ပဲဆရာမကြည့်ပြီးပြန်ဖြေပေးပါမယ်เนาะအခုရောက်နေတာစနေထူလာရာဟုအန္ဒရာဒတာကာလကြီးဟာဇွန်လ23ထိဖြတ်မှာဖြစ်ပါတယ်စနေကြိုကြီးဟာဒီဇာတာအတွက်လက်နဲ့12တန်းသခင်ဖြစ်ပြီး9တန်းဆိုရက်ပညာရေးကိုဖော်ပြတဲ့ဘာဝမှာရက်တည်နေပါတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်ပြီးအခွင့်အရေးကောင်းကျိုးတွေရှိတယ်လို့စနေကြိုကဖော်ပြထားပြီးသားဖြစ်ပါတယ်ရာဟုကြိုကြီးကတော့ဗမာရက်တည်လဲဆိုတော့အင်္ဂါပိုင်မိတ္တရာသီကနေလက်ရက်2တန်းမှာရက်တည်ထားတာပါအင်္ဂါကြိုကြီးကလက်ရက်9တန်းမှာတည်ရှိနေပါတယ်ဒါကြောင့်ဆရာသမားကြီးကဲတွေနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ဓာရိုက်ပံ့ပိုးမှုတွေကိုရရှိနိုင်တယ်လို့တွေ့ရတဲ့အတွက်ဇာတာရှင်ဖြည့်ဆုံမဲ့စာမေးပွဲဟာ2026ဇွန်လ23မကျော်ခင်မှာဖြည့်ဆိုရမယ်ဆိုရင်တော့အကောင်းဆုံးအောင်မြင်မှုကိုရနိုင်တယ်လို့ပြန်ပြီးဖြည့်ချပေးလိုက်ပါရရှင်ကဲဒါကတော့15ရောက်မြောက်နောက်ဆုံးဇာတာလေးပြပါတယ်ဇာတာနံပါတ်ကဇာတာနံပါတ်ကနော်6-2-1ပါဒါမျိုးသားလေးတူရဲ့ဇာတာဖြစ်ပါတယ်ရှင်နော်ဒီဇာတာကလက်ကမေထုံလက်ဖြစ်ပါတယ်တနင်္ဂနွေမိတ္တမှာယက်တီနေချိန်မွေးဖွားခဲ့လို့မိတ္တရာသီပွားဖြစ်ပြီးတနင်္လာဂျိုကြီးကမိန်ရာသီမှာယက်တီနေချိန်မွေးဖွားခဲ့လို့မိန်ဆန်းပိုင်ရှင်ဖြစ်ပါတယ်ဒီဇာတာတစ်စောင်းလုံးမှာကောင်းမွန်တဲ့အင်အားနဲ့ဇာတာရှင်ကိုကောင်းချိုးပေးစေနိုင်မှုအင်အားအပြည့်အဝနဲ့ရက်တီလာတယ်လို့ဖော်ပြထားတဲ့ဂျိုကြီးကတော့ဇာတာမှာလက်ရဲ့2တက်သခင်တနင်္လာဂျိုကြီးပဲဖြစ်ပါတယ်ဒါကြောင့်တနင်္လာဂျိုကြီးဆိုတဲ့အဖြူရောင်ကိုအကျိုးပေးအရောင်အနေနဲ့ရွေးချယ်သတ်မှတ်နိုင်ပြီးတော့တနင်္လာဂျိုကြီးဆိုတဲ့ပလဲကြောင်းမြက်ကိုလည်းအဆောင်ကြောင်းမြက်အဖြစ်ဝတ်ဆင်နိုင်ပါတယ်အဲ့တော့ဇာတာရှင်အခုရောက်နေတဲ့အကျိုးပေးကာလကဗုဒ္ဓထူလာတောက်ကြအန္ဒရာတွေကိုရောက်ရှိနေချိန်မှာအဲ့တော့ဒီဇာတာရှင်သိလို့ဒါကသင်္ဘောသားအလုတ်ကိုင်းနဲ့အကျိုးပေးနိုင်သလားဆိုတာလေးကိုမေးထားတာပါအဲ့တော့ဒီဇာတာမှာသင်္ဘောသားဖြစ်ဖို့ဆိုတာဟာခောက်တော့ခောက်ပြန်သွားရတဲ့ခရီးမျိုးနော်ပြပနိုင်ငံခြားနဲ့ပတ်သက်တဲ့ချိတ်ဆက်ဆောင်ရွက်ဖို့အခြေအနေနဲ့ရင်းလို့ခေါ်တဲ့လေသင်္ဘောကားအစရှိတာတွေကိုရည်ညွှန်းတဲ့လေးတန်းဘာဝရဲ့သဘာဝနော်နောက်တစ်ခါတနင်္လာဂျိုရဲ့အင်အားဒါတွေရှိနေဖို့လိုပါတယ်အဲ့တော့အဲ့ဒါတွေကိုအားလုံးပေါင်းစုစစ်ဆေးပေးပါဖြစ်ပါတယ်အခုဒီဇာတာမှာ3တန်းဘာဝသခင်ဟာတနင်္ဂနွေဂျိုဖြစ်ပြီးအုတ်အားနဲ့လက်ရဲ့12တန်းမှာရက်တည်နေပါတယ်နော်ဒါ3တန်းနဲ့12တန်းဆက်နွယ်နေတဲ့အတွက်စွန့်စားရတဲ့ခရီးတွေသွားရမယ့်သူမျိုးဖြစ်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်နော်အဲ့တော့
အခုရောက်နေတဲ့ကာလကတော့ဗုဒ္ဓဟူးကြိုကြီးရဲ့တသာကာလဖြစ်တယ်ဗုဒ္ဓဟူးကလက်ရဲ့လေးတန့်သခင်ဖြစ်ပြီး12တန့်မှာရက်တည်နေတာကိုတွေ့ရပါတယ်အဲ့တော့လက်သခင်ကလည်း12တန့်မှာပဲတည်ရှိနေတာကိုတွေ့ရတယ်ဒါကြောင့်ဇာတာရှင်အနေနဲ့တော့ဒီဗုဒ္ဓဟူးကြိုကြီးရဲ့ကာလတသာမှာတက္ကရာ2039ထိစွန့်စားရတဲ့အလုပ်မျိုးကိုမှရွေးချယ်လောက်ကင်မယ်ဆိုရင်တော့နိုင်ငံခြားသင်္ဘောသားအလုပ်ကိုလောက်ကင်မှာဒါပေမဲ့ဒီဇာတာမှာခရီးလဲလဲသွားလာခြင်းဆိုတဲ့အကြောင်းတရားရှိပေမဲ့ပြပနိုင်ငံရခြားမှာနေထိုင်တဲ့အခြေအနေအခွင့်အရေးကိုပဲရွေးချယ်သင့်တယ်လို့ဖော်ပြထားပြီးသင်္ဘောသားအလုပ်နဲ့ရေရှည်အောင်မြင်ခြင်းကိုတော့အားနည်းစေတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။နော်ဒါကြောင့်ဇာတာရှင်အနေနဲ့သင်္ဘောသားလုပ်မယ်ဆိုရင်တော့မိမိရည်မှန်းထားတဲ့အမြင့်ဆုံးအခြေအနေထက်မိမိလုပ်ရတဲ့အခြေအနေကတာမန်အနေထားနဲ့ပဲရေရှည်လှုပ်ဆောင်ရတာတွေကြုံတွေ့စေတတ်ပါတယ်။ခက်ခဲမယ်လို့တွေ့ရပါတယ်။နော်ဒါကြောင့်ဇာတာရှင်အနေနဲ့သင်္ဘောသားအလုပ်ကိုရွေးချယ်သင့်မရွေးချယ်သင့်ကိုတော့မိမိရဲ့ကိုယ်ပိုင်ခံယူချက်နဲ့ဆုံးဖြတ်သွားဖို့ပဲဖြစ်ပါတယ်ရှင်။ဒါကဇာတာနံပါတ်6-1ကိုဟောပေးတာဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဇာတာတွေအားလုံးကိုဆရာမဟောလို့ပြီးခဲ့ပါပြီเนาะအဲ့တော့ဒီဇာတာတွေမှာဆရာမကယာတိဘွားကိုပြောခဲ့တယ်เนาะစမ်းတွေကိုပြောခဲ့တယ်လက်တွေကိုပြောခဲ့ပါတယ်ဒါတွေကိုလည်းဇာတာရှင်တွေကမိမိရဲ့လက်ပါလဲမိမိစမ်းပါလဲမိမိရဲ့ယာတိဘွားပါလဲဆိုတာမှတ်သားထားရမှာဖြစ်ပါတယ်เนาะအဲ့ဒီအမှတ်သားတွေကိုကိုကသိထားရင်ဆရာမတစ်ချိန်မှာလုပ်ပေးမဲ့စမ်းအဟောတွေနဲ့ပတ်သက်တာတွေကိုမိမိစမ်းပါစမ်းလဲလို့သိပြီးပြန်ပြီးတော့ဖတ်ရှုလို့လည်းရမှာဖြစ်ပါတယ်ဒီလက်တို့စမ်းတို့ဆိုတာတွေဟာနော်ဇာတာတရိစ္ဆကဇာတာအခုတွက်ချက်တဲ့တရိစ္ဆကဇာတာမျိုးရှိမှသာသိနိုင်တဲ့အရာဖြစ်ပါတယ်ယာတိဘွားကတော့ဆရာတွေရေးတဲ့စာအုပ်တွေမှာကြည့်နိုင်တယ်ဆိုပေမဲ့နော်ဒီလိုတရိစ္ဆကဇာတာတွက်ပြီးမိမိတိုးတဲ့တယောက်တည်းအတွက်အတိအကျတွက်ထုတ်တဲ့ဇာတာမှာရှိတဲ့ယာတိဘွားနဲ့လည်းအချို့တွေတွဲနေတတ်တာရှိပါတယ်နော်ဒါကြောင့်ပြောချင်တာကတော့ဆရာမအခုပြောတဲ့လက်စမ်းယာတိဘွားအစရှိတာတွေကိုမိမိတိုးတဲ့အတွက်သိသက်မှတ်သားထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်နောက်တတိယအသုတ်ကိုနော်နောက်နေ့15ရောက်ထပ်ပြီးတော့ဟောပေးဦးမှာပဲဖြစ်ပါတယ်ရှင်